但是呢，我因诺路就那表的看嘛，这处路里啊，那Pentecostal呢ဆိုင်တာပဲဝိညာဉ်တော်ဆိုတာဂိုင်းကနမဟုတ်ဘူးနော်ပြီးတော့ဝိညာဉ်လို့ကျွန်တော်ပြောတဲ့ခါမှာအရှိန်အောင်လို့မမြင်နိုင်တဲ့ဟိုနမိတ်လက္ခဏာလောက်ကြီးပဲမဟုတ်ဘူးဝိညာဉ်တော်လို့ကျွန်တော်ပြောခါနောက်ဆုံးတော့ဒီအချိန်မှာကျွန်တော်တို့ကိုတုံတင်လမ်းပြပေးမယ်ပုဂ္ဂိုလ်ဖြစ်တယ် Holy Spirit is not a thing, it's a person ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ဒီတန်ရှင်းသောဝိညာဉ်တော်ကိုပုဂ္ဂိုလ်အနေနဲ့ကောင်းလေးကျွန်တော်သဘောမပေါက်ဘူးဆိုရင်ကျွန်တော်တို့ relationship မခိုင်ခန့်နိုင်ဘူးသဘောတော့ဒီမှာဥပမာနဲ့ကိုတာသမီးဆိုနေအောင်ဆရာဂျိုးဆက်ပါအမတာမချစ်စရာကောင်းတယ်မထိုက်မတန်ချစ်စရာကောင်းတယ်လှပတဲ့ဇနီးတဲ့သူရတယ်သူသိမချင်တော့သူ့လှည့်လာအောင်ပါသူရထားတဲ့မိန်းမကိုပုဂ္ဂိုလ်အနေနဲ့မမြင်ဘဲနဲ့ပစ္စည်းဥစ္စာလို့ထားတယ်ဆိုဘယ်တော့မှသူတို့ရဲ့ဆက်ဆံမှုကခိုင်ခန့်မှာမဟုတ်ဘူး Hello amen ဒါကြောင့်မလို့ဒီမှာခရိယာန်တို့ကျွန်တော်အားပေးခြင်းတယ်တခါနိကိုဒမတ်တော့ငားမလို့အသက်ကြီးပြီးမှငါတို့ဘယ်လိုလုပ်ပြန်မွေးမလဲဒုတိယမွေးချင်းမခံတော့သူရေနိုင်၎င်းဝိညာဉ်တော်နော်ဘာကြောင့်လဲရေမှန်နဲ့ရေနိုင်တော့မွေးဖွားပြီဒီ theologian ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာခမဲရေထဲမှာနစ်ချင်းခံတာမွေးတယ်လို့ပြောတာမဟုတ်ဘူးနော်အမေရဲ့water ဘာမှလို့ပါလဲ water break တာလေရေမောပေါက်တာဟုတ်ပြီကျွန်တော်လည်းဘာမှလို့နည်းပြန်တင်ရမယ်နော်ခွန်းလို့ပါရေမောပေါက်ပြီးတော့တဘာဝအနေနဲ့တခါမွေးပြီးပြီဝိညာဉ်ရေးရမှာတခါခရစ်တော်အားဖြင့်အသက်ပြန်လဲမွေးဖို့လိုတယ်ဆိုတဲ့အကြောင်းဒါကြောင့်တော်များများကျွန်တော် study လုပ်တဲ့အခါအဒိတ်ပဲပြန်မားတယ်လို့ရှိတယ်ရေနိုင်၎င်းဝိညာဉ်ရေဆိုတာကဒီနစ်ချင်းခါရေဆိုတာဝိနှုတ်ကပတ်တော်အဲ့ဒါနဲ့ဘာမှမဆိုင်ဘူး water mean your mother's water break before you are born ခမရမမွေးခင်မှာမိခင်ရဲ့ရေမွာရေအင်လို့တော့ပြောတော့မလို့ရေမွာပေါက်ကွေးတဲ့ခါမှပဲတဘာဝအနေနဲ့ခမရမွေးတာအဲ့ဒါကြီးနဲ့ပဲကောင်းကင်တမွေလို့မရသေးဘူးဝိညာဉ်ရေးရနိုင်လေကျွန်တော်မွေးဖွားရမယ်ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်လို့ပြောတဲ့ခါမှာချစ်တော်ကြီးကိုတို့ကျွန်တော်တို့ကိုကောင်းမွန်လမ်းပြပေးမယ်ပုဂ္ဂိုလ်နော်အဲ့ဒါတဘောပေါက်စကားပြောကြည့်ဘာကြောင့်လဲတန်ရှင်းသောဝိညာဉ်တော်စိတ်နာတတ်တယ်မေတ္တာရှိတယ်နာကျင်တတ်တယ်စိတ်ဆိုးတတ်တယ်လမ်းပြနိုင်တယ်စကားပြောနိုင်တယ်အာမင်ပုဂ္ဂိုလ်မှသာနော်အချင်းဟိုလိုဟာတန်ရှင်းသောဝိညာဉ်တော်လှုပ်ရှားတဲ့ဆိုပြီးတော့ဒီချိန်ကြီးမို့ခမရနာမှာကျွန်တော်ခဏလေးဒီမှာထိုတန်ရှင်းသောဝိညာဉ်တော်ဖရားတူပါရှိတယ်အာမင် It's not far away from you beside you nearby you he's going to talk to you he's going to heal you he's going to break loose whatever you are bondage under the bondage whoever you are in ခဏခမရပဲအရာချီနှောင်ခြင်းအောက်မှာပဲနေအဲ့ဒီဝိညာဉ်တော်သူ anointing လွတ်လိုက်တဲ့အခါမှာခမရကုံလို့လွတ်မြောက်လာ